ဒီခါတော့ကတ်တွန်းတန်းအောင်စိတ်ကူးပုံဖော်သည်ငပြင်းဆိုတဲ့ပုံမြင်လေးကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်။တခါကရွာလေးတစ်ရွာမှာအလွန်ပြင်းနဲ့ငပြင်းဆိုတဲ့သူတယောက်ရှိတယ်။သူကအလုံးမလုံးပဲပြင်းစွာနဲ့နေထိုင်တဲ့။ဒါကြောင့်ဝေကြီးမပြေဆုံးပဲစီးရင်နေရတာပေါ့။ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲတွေးပြီးရွာထိပ်ကညောင်မြင်ကြီးအောင်မှာအိတ်နေတယ်။အိပ်ပျော်သွားတဲ့အခါမှာအိမ်မက်တစ်ခုမှတ်တဲ့ကျွန်ုပ်ဒီညောင်ပင်ဆောင်ရုပ်ကစိုးဖြစ်ပါတော့သည်တောအုပ်အလဲမှာရှိတဲ့တောင်ကြီးရဲ့ခြေရင်းမှာတင်းညသွားဆောင်နေပါယတနာတွေလိမ့်ကြပါလိမ့်မယ်ယတနာတွေကိုဖမ်းယူမိရင်တော့လုံးဝမလွတ်ပဲမနဲ့ရောက်တဲ့အထိစုပ်ကင်ထားပါအဲ့ဒါနဲ့ငပြင်းဟာအိယာကနေနိုးသွားတဲ့ဒီတော့ငပြင်းကချက်ချင်းပဲတိုးရဲကိုသွားတယ်ပြီးတော့တောင်ကြီးမှာထိုင်းဆောင်နေရတယ်ဒီလိုနဲ့ညအချိန်ကိုရောက်လာတော့တာပေါ့ဒီချိန်မှာတောင်ပေါ်ကနေတချွင်ချွင်အတန်နေကြားလိုက်ရတဲ့မကြခင်မှာပဲကြီးမားတဲ့ရွှေရင်းကားထုတ်ကြီးလိမ့်ဆင်းလာတော့တယ်ဒါပေမဲ့ငပြင်းကရွှေရင်းကားထုတ်ကြီးကိုမဖမ်းယူရဲပဲနဲ့ထိတ်လန့်နေတဲ့ဒီရင်းကားထုတ်ကြီးကိုယူမိရင်ငါတေသွားနိုင်တယ်ရွှေရင်ငါးထုတ်ကြီးဟာသူ့ရှိကနေဖြတ်သွားပြီးတောင်ကြီးကမြက်ခင်းပြင်ပေါ်မှာပြက်ကွယ်သွားတော့တယ်။ဒါပေမဲ့ငပြင်းကနောက်များထက်လာအောင်မလားဆိုပြီးစောင့်နေလေတဲ့။ဒီလိုနဲ့စောင့်နေရင်တကောင်ရန်ချင်းကိုရောက်လာတော့တယ်။ဒီတခါတောင်မောကတချွင်ချွင်တန်နေကြားလိုက်ရတဲ့မကြခင်မှာပဲငွေရင်းငါးထုတ်ကြီးလိမ့်ဆင်းလာတာကိုတွေ့လိုက်ရတယ်။ဒီတခါမှာတော့တတိရှိရှိရဲရဲရင်ရင်နဲ့ဖမ်းဆီးလိုက်တာပေါ့ကွယ်ဒါပေမဲ့ငပြင်းဟာငွေတုံကြီးနဲ့အတူရောပြီးလိမ့်ပါသွားလိရှာတဲ့မျက်ခင်းပြင်ပေါ်ရောက်တော့အိတ်ကြီးကိုဖွင့်ကြည့်လိုက်တယ်ဟာငွေရင်းကားတွေအများကြီးပါလားကွာတာပဲဒါရီရှိရင်အိမ်နေဆောင်မယ်လဲရီဝဲမယ်မူးရပျော်ပါမယ်ငါတသက်စားလို့မကုန်တော့ငပြင်းဟာစိတ်ကူးရင်ပြီးကခုန်နေမိတော့တဲ့ဒီတခါငွေတို့ကိုလက်ကနေလွတ်မိလို့ဆိုငွေတို့ဟာမျက်ခင်းမြင်တဲ့ကိုနေဝင်ပြီးပျောက်သွားတော့တယ်ရုပ်ကစိုးရဲ့တတိပေးချက်အတိုင်းအာယုံတက်တဲ့အထိမကင်ထားမိလို့ဒီလိုဖြစ်ရတာပဲငပြင်းဟာတင်ငန်းစာရသွားတော့တာပေါ့ကွယ်